အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရွှေလုံးကေကားဆက်စင်တာမှာကားလေးတွေနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးစေခြင်းပါတယ်ခင်ဗျာဒီကားလေးကတော့ Lexus NA300 Sport 2018 model ကိုမှညမ1 2.0 Type 2လေးပဲဖြစ်ပါတယ်ဒီကားလေးကတော့ NA200D 2019 model Type 3ကိုမှ AUD highlight 360ရာသာအကုန်ပါပါတယ် brand new မှာစီးကျင်တဲ့သူတွေအတွက် online creator 2026 model လေးပဲဖြစ်ပါတယ်ဒီကားလေးကတော့ Hyundai Accent 2026 model လေးပဲဖြစ်ပါတယ်ဒီကောင်လေးကလည်း Jador 890 Black 2026 model brand new လေးပဲဖြစ်ပါတယ်ဒီကောင်လေးကတော့ Beijing A7 2026 model brand new လေးပဲဖြစ်ပါတယ်ဒီကားလေးကလည်း DLSK Downfan Falcon 600 2025 model လေးပဲဖြစ်ပါတယ်။အင်ဂျင်ပါဝါ 1.5 တာဝန်မှာထိုင်ပေါ်လဲရှောက်လန်းနေတာစာပါသွားပါမယ်ခင်ဗျာ။ဒီကားလေးကတော့ Toyota Harrier 2014 model Premier Advance အင်ဂျင်ပါဝါ 2.0 ကိုမှာ Vermatic engine လေးကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ။ဂျပန်က JDM ကစစ်ကိုမှညောင်မောင်းစီးကျင်တဲ့ညီကိုတွေအတွက် Honda CR-V 2012 model လေးပဲဖြစ်ပါတယ်ဒီကားလေးကတော့ Beijing A7 2026 model brand new လေးပဲဖြစ်ပါတယ်ဒီကားလေးကတော့ Jador 850 brand new အသစ်မှာကြိုက်တဲ့ညီကိုတွေအတွက်ကိုညီပေါရခြင်းတဲ့လူတွေနောက်ဆုံးနံပါတ်ရန်ကုန်လိုင်စင်လေးနဲ့ရရှိမှာပဲဖြစ်ပါတယ်7 seater မှာစီးကြတာကြိုက်တယ်ဆိုတဲ့လူတွေအတွက် Toyota Red 2019 model လေးပဲဖြစ်ပါတယ်ဒီကားလေးတွေကိုစိတ်ဝင်စားပါကကျွန်တော်တို့ရွှေလုံးကေကား showroom မှာညနေလာရောက်ကြည့်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ